အားလုံးမင်္ဂလာဗျကျွန်တော်ဒီနေ့တော့ပေါ့နော်ဖုန်းနေဒိုင်းမွေးနေပြင်ပတ်စံနေပါရမယ်ဤပန်ကြောင်းလေးကိုကျွန်တော်ကပြောပြဓမ္မဖြစ်ပါတယ်ဗျဒါကြောင့်ဒီဗီဒီယိုကိုဆုံးကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျဗီဒီယိုလေးမစတင်ခင်ပေါ့နော်ကျွန်တော်ဟိုဝင်နေတာဗီဒီယိုတရားတော်ချင်းတယ်ငေါနောက်ပြီးတော့ခုမှဗီဒီယိုတရားတော်ချင်းတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများကြီးတင်ရှိပါတယ်ဗျနောက်ပြီးဗလာတော့နဲ့ကျွန်တော်ကိုကြီးနဲ့ဆန္ဒလေးများရှိခဲ့ရင်ကျွန်တော် channel ကို subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြအောင်ဗျနော်ကဲကျွန်တော်တို့ဗီဒီယိုလေးကိုစမယ်အကြောင်းဆုံးအနေနဲ့ဗလာတို့ရဲ့ဒီမေးပေါက်ထဲကိုရောက်လာမယ်ပေါ့နော်ကျွန်တော်ကဒီ link ချပေးတာတွေမျိုးကြရင်ဗလာတို့ကဒီ hack တာတွေပါညာထင်းနေမှာဆိုလို့ပေါ့နော်ကျွန်တော်တို့မေးပေါက်ထဲကိုရောက်လာတယ်မေးပေါက်ထဲကိုဒီနေ့ရောက်လာတဲ့ခါကျတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်အဲ့ဒါလေးရောက်လာတယ်ဒီမှာlucky ကြောပတ်စံတွေပါပါတယ်ဖုန်းတွေပါပါတယ်ပေါ့နော်ဒါပြီး diamond တွေပါအများကြီးပါတယ်အဲ့ဆိုရင်ဗလာတို့ကဘယ်လိုလုပ်ရမလဲပေါ့နော်ဘယ်လိုလုပ်မလဲဒီ event ဒီဟာလေးကိုဗလာတို့ရမေးပေါက်ထဲကိုမရဘူးဆိုရင်ကျွန်တော် link လေးချပေးထားမယ်ပေါ့နော်ကျွန်တော်ဒီ comment လေးမှာကျွန်တော်ချပေးထားမယ်ပေါ့နော်အဲ့ဒီကတစ်ဆင့်ဒါဒီ link ကိုဝင်လို့ရတယ်ပေါ့နော်ညလုံးအနေနဲ့ဗလာတို့ကအကယ်၍ link ပေါ်တယ်ဒါမှမဟုတ်ကျွန်တော်ပေးထားတဲ့ video ရဲ့အောက်က comment က link လေးကိုထောက်မယ်ဆိုရင်ဗလာတို့ထောက်လိုက်ပေါ့နော်အဲ့လိုထောက်လိုက်ပြီဆိုရင် okay ကျွန်တော်တို့ဒီလိုလေးရောက်လာနိုင်ပြီပေါ့နော်ဒီလိုလေးရောက်လာပြီဆိုရင်ဗလာတို့ကဘာမှလုတ်စရာထွေထူးထူးမရှိဘူးပေါ့နော်အကယ်၍ဗလာတို့ကကျွန်တော်ပေးထားတဲ့ link တစ်ဆင့်ဝင်မယ်ဆိုရင်ဗလာတို့က game ကောင်ဝင်ရမယ်ပေါ့နော်တွေ့လားမသိဘူးဒါမျိုးပေါ့နော်အဲ့မျိုးဝင်ရမယ်ဒီနားတစ်ဆင့်ဝင်ရမယ် login ဝင်ရမယ်ပေါ့နော်ဗလာတို့က game ကောင်ဝင်ရမယ်ဝင်ပြီးဆိုတော့ဗလာတို့ကဒီမှာအပေါ်လေးနဲ့ဆက်လိုက်တွေ့လားမသိဘူးတက်ကလေးတွေရှိတယ်သူကတော့ဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ဖုန်းပါမယ်ဖုန်းပါညောင်းတော့ငွေသားငွေသားတော့4တန်းလားအဲ့လောက်4သိန်းလားတပ်ပါမယ်နော်ဒါပြီးတော့ဟိုကKB ရောရှိတယ်ဗောနော်ဒါအီမန်နေတယ်ကျွန်တော်တိတ်နားမလို့ဗောနော်ဘာကြီးလဲမသိဘူးထားလိုက်ဗောနော်ပတ်စံတွေရောပါတယ်ဗောနော်ပတ်စံရဲဒါပြီးတော့ဖုန်းရဲနောက်ပြီးတော့ diamond အလုံး1000နောက်ပြီးတော့ diamond အလုံး9000နောက်ပြီးတော့ဂျပန်စကင်အထုတ်ဒီနေ့မှာဂျပန်စကင်အထုတ် live one skin အထုတ်တာဒီနေ့မှာ live one skin တွေပါမယ်ဗောနော်ဒါပေမဲ့ကျွန်တော်တို့ဒီ Australia ရုပ်ပုံမှာတော့အလုံးရပြရမယ်လို့ထင်တယ်ဗောနော်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ပေးထားတယ်ဗောနော်ဒီ Australia ရုပ်ပုံမှာယူနည်းဆိုရင်ဗောနော်အဲကြောင့်ဗလာတို့အနေနဲ့ဒီဟာလေးတွေကိုကျွန်တော်ဒေါ်နဲ့လှည့်ရမယ်ပေါ့နော်1ဒေါ်နဲ့5ဒေါ်မျိုးလှည့်ကျွန်တော်မှာကြံရှိတော့တုံငင်များဆိုရင်3ခုရှိတယ်အဲ့ဒါလေးဒီတုံငင်လေးတွေကိုဘယ်လိုယူရမလဲပေါ့နော်5ဒေါ်ဆိုရင်ကျွန်တော်ဒီမှာကက်ကလေးတွေရှိတယ်ပေါ့နော်ဒီမှာကက်ကလေးတွေရှိတယ်သူကရက်ကတော့ပေါ့နော်သူကဘယ်နည်းရက်နေ့ထိလဲဆိုတော့22ရက်ကတည်းကျွန်တော်တို့ဇူလိုင်လပေါ့နော်6လပိုင်း6လပိုင်း16ရက်နေ့ထိပဲ18ရက်နေ့ထိပဲသူကပေးမှာပေါ့နော်ဒီ event လာမှာအဲ့တော့ဗလာတို့နေနဲ့ဗလာတို့လှည့်တဲ့ချင်းရတိုင်းဗလာတို့ဒီမှာဒါလေးတွေကျွန်တော်တို့ဒေါ်လေးတွေပေါ့နော်ဒါလေးတွေရမယ်ဖြစ်တက်ကလေးတွေပေါ့နော်တက်ကလေးရမယ်ကစားပွဲ7ပွဲနိုင်ကစားပါကစားပွဲ9ပွဲနိုင်ကစား10ပွဲ30ပွဲပွဲ60ပွဲတော့နိုင်ကစားရမယ်ပေါ့နော်ဒါပေမဲ့အဲ့မှာလည်းဖြစ်တူငင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့ဒီအလွတ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာပုံမှန်ဆိုလိုမပေါ်ဘူးเนาะအပေါ်လေးကိုဆွဲလိုက်ဒီညာဘက်တောင်လေးမပေါ်လာခဲ့ဘူးပေါ့နော်အဲ့ဒါလေးကိုထောက်လိုက်ပြီးရင်ဗလာတို့ကဒီမှာclassic ပေါ့နော် RAM bro ကြိတ်တဲ့တပွဲကိုပြီးအောင်ဆော်ရင်ဗလာတို့အနေနဲ့တကတ်ရမယ်ပေါ့နော်တူတော့တယ်နှစ်ကတ်ရမယ်ပေါ့နော်နေ့စဉ်တော့နှစ်ကတ်ရမယ်နောက်ပြီးတော့ကျွန်တော်တို့3ပွဲဆော်မယ်ဆိုရင်နှစ်ကတ်အဲ့ဒီမှာလည်း4ကတ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ login ဝင်တာနဲ့တကတ်အဲ့ဒီမှာလည်းကျွန်တော်5ကတ်ရသွားပြီပေါ့နော်5ကတ်ဆိုရင်5ချိန်သာလှည့်လို့ရပြီနောက်ပြီးတော့ကျွန်တော်တို့တေရုံ Facebook ကိုဒါနှိပ်လေအောင်မှ follow လုပ်ကြလဲတိတ်မလို့ပေါ့နော်ဒါလုပ်ပြီးလုပ်တာတော့ကောင်းတာပေါ့နော်အဲ့ဒါလေးနှိပ်ပြီး page လေးပြန်ထွက်လိုက်အောင်ပေါ့နော်ဒါလေးနှိပ်ပြီးရင် page လေးပြန်ထွက်လိုက်အောင်မှအဲ့ဒါပဲပေါ့နော်ကျွန်တော်တို့ဒီဒါလေးကတော့ကျွန်တော်တို့ဘလို့ပဲစမ်းကြည့်ဒါစမ်းတော့စမ်းကြည့်ပြနေပေါ့နော်ဒီဘက်မပေါ်ဘူးဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော် Telegram မှာလည်းကျွန်တော် link လေးချပေးထားမယ်ကျွန်တော် Telegram channel လေးမှာပေါ့နော်ကျွန်တော် Telegram channel လဲဒါ join နေတယ် join ပေးကြအောင်ပေါ့နော်ကျွန်တော် Telegram channel မှာလည်းကျွန်တော်ကတင်ပေးထားမယ်link လေးကျွန်တော်ချပေးထားမယ်ပေါ့နော်ဒီပုံလေးနဲ့ပေါ့နော်ချပေးထားမယ်ကျွန်တော်ရဲ့ဒီအခု view ရဲ့အောက်က comment အောက်မှာလည်းကျွန်တော်ချပေးထားမယ်ပေါ့နော်သူများတွေတော့ပေါက်ကြတယ်ကြာတောင်းတယ်နော်ကန်ကောင်းလေးကြတယ်ပြောမယ်ကဲကျွန်တော်ကအဲ့ဒါလေးကိုပြောချင်တာပါဗျာနော်မတိတာတွေနားမလည်တဲ့ရှင်ကျွန်တော်လာရောက်မေးမြန်းလို့ရတယ်ဒီ event အနေနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်လည်းတိတော့တက်တောင်လေးပြပြပေးမယ်ဗောနော်ကဲဒီနေ့ဒီဗီဒီယိုတော့ပါပဲအဆုံးနေကြည့်ပါတဲ့တော့ကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျအားလုံးဆင်ပြကြပါစေဗျာနော်ဗမိတ်မှာ